လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးကျင်စောနဲ့တင်ကိုယ့်အသက်ကိုရင်းဝင်သလားအခုပြောပြမှာကတော့တကဘာလုံးကိုတုံ့လို့စေခဲ့တဲ့ Raven ဆိုတဲ့မိန်းကလေးရဲ့ထိတ်လန့်စရာအမှားတစ်ခုအကြောင်းပါတက္ကဆက်ပြည်နယ် Dallas မြို့က influencer တယောက်ဖြစ်တဲ့ Raven ဟာထူးခြားတာတွေကိုလုပ်ပြချင်သူပါအဲ့ဒီအချိန်ကခေတ်စားနေတဲ့လက်သေးထဲမှာငါးလေးတွေထဲတဲ့လူတွေကိုသူကအသိရိုးလွန်းတယ်လို့ထင်ခဲ့ပါတယ်သူကပိုပြီးမှောင်မိုက်တဲ့ပိုပြီးအနေရများတဲ့အလှအပမျိုးကိုလိုချင်ခဲ့တာပါတနေ့မှာတော့သူဟာသူ့ channel ကနေအစိတ်ပြင်းတဲ့ပင့်ကူရှင်တွေကိုဖမ်းဆီးခဲ့ပါတယ်ပြီးတော့လက်သေးဖန်တီးတဲ့ပညာရှင်ကိုအတင်းကျပ်ခိုင်းစေပြီးအဲ့ဒီပင့်ကူတွေကိုသူ့ရဲ့တခွေလက်ခလက်သေးတွေထဲမှာအရှင်လက်ထည့်ပြီးပိတ်လောင်လိုက်ပါတော့တယ်လက်ချောင်းတိုင်းမှာပင့်ကူလေးတွေရှိနေပေမဲ့သူ့ရဲ့လက်မထဲမှာတော့အရွယ်စားအကြီးဆုံးနဲ့အစိတ်ပြင်းဆုံးပင့်ကူမကြီးကိုထည့်ထားခဲ့တာပါ Raven ဟာ My Pet Killers ဆိုတဲ့ခေါင်းစဉ်နဲ့ဗီဒီယိုတင်ခဲ့ပြီးကြည့်ရှုသူတန်း30ကျော်အထိရရှိခဲ့ပါတယ်ပင့်ကူမကြီးကလက်သေးခွန်ထဲမှာအသက်လူပြီးပြေးလွှားနေတာကိုသူကနေတိုင်းခောက်ပြီးကြည့်နေခဲ့တာပါဒါပေမဲ့သူတတိမထားမိခဲ့တဲ့ကြောက်စရာကောင်းတဲ့အချက်တစ်ခုရှိနေပါတယ်အဲ့ဒီပင့်ကူမကြီးကကိုဝင်ရှိနေတာပါ9ရက်မြောက်နေ့မှာနေလူမလုံလောက်လို့ပင့်ကူမကြီးတေဆုံးသွားချိန်မှာ Raven ကတေနေတာကမှပိုပြီးကောက်ဆန်တယ်လို့တောင်ကျင်နေခဲ့ပါသေးတယ်ဒါပေမဲ့တေဆုံးသွားတဲ့ပင့်ကူပိုက်ထဲကဦးအိတ်ဟာတဖြည်းဖြည်းလှုပ်ရှားလာခဲ့ပါတယ်တညမှာတော့ Raven ဟာလက်သေးတွေကထိုးကျင်တဲ့ဝေဒနာကြောင့်အော်ဟစ်နိုးကြားလာခဲ့ပါတယ်။ရာနဲ့ချီတဲ့ပင့်ကူပေါက်လေးတွေဟာအမိဝမ်းထဲကနေဖောက်ထွက်ပြီး Raven ရဲ့လက်သေးအောက်ကအသားနုတွေကိုစတင်ကိုက်ဖြတ်ပါတော့တယ်။ပင့်ကူလေးတွေဟာသူ့ရဲ့အာယုံကြောတွေထဲအထိတွေးရောက်ဝင်ရောက်သွားပြီးအစိတ်တွေကတွေးတဲ့အထိပြန့်နှံ့သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အစိတ်တွေအသေးနှလုံးစီမရောက်အောင်ဆရာဝန်တွေကသူ့ရဲ့လက်မကိုဖျက်ထုတ်လိုက်ရပါတော့တယ်။အသက်16နှစ်အရွယ်မှာတင်သူ့လက်ဟာထာဝရပုံပြတ်သွားခဲ့ရပါပြီ။အသားစိမ်းတွေကြီးပဲစားမယ်ဆိုရင်ဘာတွေဖြစ်လာမလဲ။ပထမဆုံးနေ့မကျက်သေးတဲ့အသားစိမ်းတွေဟာရာဘာလိုချစ်လစ်မာတောင်းနေတာကြောင့်တလုတ်ချင်းစီကိုဝါနိုင်မှုတော်တော်လေးရုန်းကန်ရပါလိမ့်မယ်။ဒါဟာတင့်မေးရိုးတွေကိုအလွန်မင်းနာကျင်ကြိုက်ခဲစေပါတယ်။တစ်ဖက်မှာလည်းတင့်အစာအိမ်ဟာအဲ့ဒီအသားစိမ်းတွေကိုချီဖြတ်ဖို့အတွက်အပြင်းစားအဆစ်ကန်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားရပါတယ်။တစ်ပတ်အကြာခန္ဓာကိုယ်အတွက်စွမ်းအင်ပေးမဲ့တခြားတဲ့လုံးဝမရတော့တဲ့အတွက်တင့်ခန္ဓာကိုယ်ဟာထိတ်လန့်သွားပြီးအစီတွေကိုစတင်လောင်ကျွမ်းစေပါတယ်။တင်ဟာအားအင်ကုန်ခံပြီးခေါင်းမူလာမယ်ပြီးတော့တင့်ရဲ့ချွေးနှက်ဟာလည်းအမိုနီးယားနက်လိုဆူရှရှအနံ့မျိုးထွက်လာပါလိမ့်မယ်။တလအကြာမာကျောတဲ့အသားမြင်တွေကိုနိုင်ပေါင်းများစွာဝါနေရတဲ့အတွက်တင်မေးရိုးကျွတ်သားတွေဟာအကြီးအကျယ်ထွက်လာပါလိမ့်မယ်။ဒါပေမဲ့တတိဝလံတွေစီကရတဲ့ဗီတာမင်စီမရှိတော့တာကြောင့်တင့်သွားဖုံးတွေအားနည်းလာပြီးတွေးထွက်လာပါလိမ့်မယ်။ဒါဟာရေစီးကမ်းပြိုယောဂရဲ့ပထမဆုံးလက္ခဏာပဲဖြစ်ပါတယ်။6လအကြာအနေရရှိတဲ့ကပ်ပါကောင်တွေရောက်လာပါပြီးမကျက်သေးတဲ့အသားတွေကတန်ကောင်တွေနဲ့ပိုးလောင်းတွေဟာတင့်ဦးလမ်းကြောင်းထဲမှာပေါက်ဖွားလာပြီးတင့်ကိုအတွင်းထဲကနေတဖြည်းဖြည်းပြန်စားပါလိမ့်မယ်။တစ်နှစ်အကြာအလွန်မင်းများပြတဲ့အညစ်အကြေးတွေကိုစစ်ထုတ်ပေးနေရတဲ့တင့်ကြောက်ကတ်တွေဟာလုံးဝပျက်စီးသွားပါလိမ့်မယ်။တင့်သွေးတွေဟာသွေးကြောတွေကိုပိတ်ဆို့စေမဲ့ရွှွန်စည်းတွေလိုခဲပစ်လာပြီးသွေးတိုးအားကြောင့်နှလုံးအဆုတ်ရှင်တွေပေါက်ထွက်ကခန္ဓာကိုယ်စနစ်တစ်ခုလုံးပြိုလဲသွားပါတော့တယ်။လူသားတယောက်အစာမစားပဲပင်ရလောက်အသက်ရှင်နိုင်မလဲပထမဆုံးနေ့ပိုက်စားတလို့ခံစားရပြီမဲ့ထင်ချုံနိုင်စေအချင်းဒီပါအစာအိမ်တွေကတခုခုမိတဲ့တွေထွက်လာမဲ့တင်ခန္ဓာကိုယ်ကတော့အရာအလုံးပုံမှန်မဲ့လို့ထင်နေတော့မှာပဲတုံးရမြောင်းနေပိုက်စားရတဲ့ဟာအမြဲတမ်းဂျန်နီရတဲ့ဆုမြတ်တဲ့တခုလိုခံစားချက်ထဲမှာစက်ကနေပါပြီးအထွေခေါ်ရီနိကွေလာမဲ့အိုင်ကုန်ခန္ဓာတလို့ခံစားရပြီးနျူထရီတဲ့ခန္ဓာမှာတော့အေးစိမှုကိုခံစားလာရပါလိမ့်မယ်မာယမြောင်းနေခန္ဓာကိုယ်ဟာအသက်ရှင်တန်ရဲ့အတွက် survival mode ကိုပြောင်းလဲလိုက်ပါပြီခန္ဓာကိုယ်ကဒုက္ခဒုက္ခစားတဲ့စနေစတင်လာပါတယ်အစာပိုင်းမှာအစီရီကိုအထုံးချပြီးအရီနာမာရောချက်တာရီကိုစတင်ဝါမျိုးပါတယ်မတရဖူတော့အလုံးခက်ခဲပြီးလေးလက်ထိုင်းမိုင်းနေပါလိမ့်မယ်ခုနရမြောင်းနေအုံနောက်ကဝီဝါဝါချလာပါတယ်စကလုံးမျိုးမိုင်းပြောဆိုလာမယ်နှလုံးခုံနှုံးမမန်တော့ဘူးလှရှာမှုတိုင်းဟာအနာကျင်မှုကိုအန်တူဘီယုံကနေရတယ်လို့ခံစားရပါလိမ့်မယ်ဆယ်ရမြောင်းနေခုခအစနဲ့အကြီးကျယ်ချဆင်းသွားပါပြီတစ်ချိန်လုံးချမ်းတုံးနေမဲ့ရရှိထားတဲ့တန်ရာတွေဟာကဲမချစ်တော့ဘူးခန္ဓာကိုယ်ကတူမရှိတဲ့မြတ်ဆိုင်ရင်အားလုံးကိုအသက်ရှင်ဖို့အတွက်ပဲအစွမ်းကုန်ထရီတာတုံးဆွေးနေရပါတယ်နှစ်ပတ်ကြာချတာရီလောဝပင်ချုံသွားပြီးတူပီအာရီချဆင်းလာပါတယ်အချိန်တော်မြမြကိုလဲလျောင်းရင်တနေရာတွေကိုပဲစိုက်ကြည့်နေမိပါလိမ့်မယ်တုံးပတ်ကြာအထွေအင်္ဂါစေပိုင်းရီစတင်ကစီလာပြီးနှလုံးမအတုံးကျစရာဆိုင်ရင်လောဝမရှိတော့ပါဘူးဒါဟာလူတယောက်ရဲ့အဆုံးစွန်တော့ကန်တဲ့ချက် limit ပါပဲအဲ့ဒီနောက်မှာတော့ခန္ဓာကိုယ်စနစ်တစ်ခုလုံးဟာရတန်တော့ပါတော့တယ်ဖေတားကိုအဲ့ဒီလိုစွန့်ပစ်တဲ့အခါတိုင်းဒါအများကြီးငိုရတယ်။ဒါမှပြောစရာစကားတန်လည်းမရှိဘူး။အော်ဟစ်ထိုအတန်လည်းမရှိဘူး။ဒါလည်းအသက်ရှင်ခြင်းခဲ့တာပါဖေ။တနေ့မှတစုံတယောက်ရဲ့တားကောင်းတယောက်ဖြစ်လာခြင်းခဲ့တာ။ဖေဘာလို့တားကိုဒီလိုမျိုးအလာဟတ်တာဖြုံးတီးနေရတာလဲ။ဒါဟာဆဲလ်အမှုံအမွားလေးတစ်ခုတက်မဟုတ်ပါဘူး။ဒါဟာဖေရဲ့အနာဂတ်ပါ။ဒါလည်းဒီကဘာမြေပေါ်ကိုလာခြင်းသေးတယ်။ဒါဟာဖေရဲ့ခန္ဓာကိုယ်ရဲ့ကအစွမ်းထက်တဲ့စွမ်းအင်တွေပါ။တကယ်လို့ဖေကတားကိုအခုဖြစ်စည်းလိုက်မယ်ဆိုရင်တားဒီလှပတဲ့ကဘာကြီးကိုဘယ်တော့မှမြင်တွေ့ရတော့မှာမဟုတ်ဘူး။တားနဲ့မဆုံချင်ဘူးလားဖေ။နေ့တိုင်းတားကိုအလားဟတ်တာမဖြုံးတီးပါနဲ့။တားကအမိုက်မဟုတ်ပါဘူး။တားဟာအယမ်းကိုတန်ဖို့ရှိပါတယ်။တားကိုလုံခြုံပေးကန်းအောင်ထိမ့်သိမ့်ပေးပါ။အတိတ်ပဲမရှိတဲ့ခဏတာအခိုက်ကန့်တွေအတွက်တားကိုအဆုံးရှုံးမခံပါနဲ့။တားရဲ့အတွင်းထဲမှာသူ့ရဲကောင်းတစ်ယောက်ဖြစ်လာမဲ့ပုံစံချမ်းတွေပါရှိနေပါတယ်။စီကန်းရှိမှုကိုရွေးချယ်ပြီးဖေရဲ့စွမ်းအင်တွေကိုထိမ့်သိမ့်ပါဒီနေ့မှာတားကဖေရဲ့အနာဂတ်ကိုတိဆောက်ပေးပါမယ်တားတန်မာလာပါလိမ့်မယ်အဲ့ဒီတငယ်ချင်းကဘာလို့လဲ
ညတိုင်းသားရဲ့ညီကိုတန်းပေါင်းများစွာကိုတပ်ဖြတ်နေတဲ့လူသက်သမားအဲ့ဒီလူသက်သမားကိုထက်တွဲလိုက်စမ်းတငယ်ချင်းတို့